你好，我是石老师，ကျွန်တော် Chinese China ဝိဇာရဲ့ Share 老师ပဲဖြစ်ပါတယ်။အရက်မျက်နှာတီနေရာတွေကိုကျွန်တော်ဘယ်လိုပြောမလဲဆိုတာဒီနေ့ပြောပါမှာဖြစ်ပါတယ်။ Okay ကိုယ့်ရဲ့ရှိတဲ့မှာရှိအောင်ရှမ်းနောက်တဲ့မှာရှိအောင်ဟုတ်ကဲမြင့်ကဖတ်ပေါ့နော်။အဲ့တော့ပေါင်းကြည့်အောင်ရှမ်းမြင့်ဟုတ်မြင့်အရှိဘက်အရှိမှာအရှိဘက်နောက်ဖတ်ပေါ့နော်။ Okay အဲ့တော့မှကြိုက်တဲ့ခံပြောရဲကြိုက်ရှမ်းမြင့်ကြိုက်ဟုတ်မြင့်အရှိဘက်မှာနောက်ဖတ်မှာ Okay အဲ့တော့အပေါ်ကိုကြောက်ရှမ်းအောက်ကိုကြောက်ရှအလေကိုကြောက်ကျုံရှမ်းရှာကျုံပေါ့နော်အဲ့တော့အကောင်ကိုကျွန်တော်မြင်တဲ့ကြည့်အောင်ရှမ်းမြင့်ရှာမြင့်ကျုံကြတော့မြင်တယ်မတွေ့တော့ကျန်းတယ်တော့တွေ့ကျုံကျန်းအဲ့တော့ကြိုက်တဲ့ခံပြောကြည့်အောင်ကြိုက်ရှမ်းမြင့်ကြိုက်ရှာမြင့်ကြိုက်ကျုံကျန်းအပေါ်ဘက်မှာအောက်ဘက်မှာအလယ်မှာဆိုပြီးပြောတာပေါ့နော်ဟေးနောက်တစ်ခါကျတော့ကျွန်တော်ကိုယ့်ရဲ့ဘေးပတ်လည်းမှာရှိအောင်ဖန်းလို့တုံးတယ်ကိုဘေးပတ်လည်းမရောဖန်းလို့တုံးတယ်တော့ဖန်းပြန်တော့မဖန်းညကြိုက်လို့တုံးလို့ရပါတယ်โอเคဖန်းပြန်အဲ့တော့ကြိုက်နေသွားတုံးကြအောင်ကြိုက်ဖန်းပြန်ဘေးဘက်မှာဟေးနောက်တစ်ခါကျတော့ဟိုအထဲပေါ့နော်အထဲမှာရှိအောင်လီပေါ့နော်အထဲမှာရှိအောင်လီအပြင်မှာရှိတာကိုဘာလို့ white အဲ့တော့ညက်နဲ့သွားတယ်နော်လီညက် white ညက်အဲ့တော့ကြိုက်နဲ့ထပ်သုံးမယ်ဆိုရင်ကြိုက်လီညက်ကြိုက် white ညက်အတွင်းထဲမှာအပြင်ဘက်မှာဟုတ်ပါပြီးနောက်ကကျတော့ဘယ်နဲ့ညာနဲ့ပေါ့နော်ကြော်ရုပ်ကြော်ရုပ်ဘယ်နဲ့ညာနဲ့ဘယ်ကတော့ကြော်ညာတော့ရုပ်ပေါ့နော်အဲ့ဆိုရင်ကြော်ပြန်ရုပ်ပြန်ကြိုက်ကြော်ပြန်ကြိုက်ရုပ်ပြန်ဟုတ်ပါအဲ့ဆိုရင်ဘယ်ဘက်မှာညာဘက်မှာနော်ရှေ့ကြိုက်လေးတချို့ကျတော့ကြိုက်ခံ3ညာရှိတာကြိုက်ခံမ3ဘူးเนาะအမှန်ကြီးတော့ကြိုက်ကတော့မှားတွဲသိပ်ပဲတော့ကြာပါเนาะကြိုက်ရုပ်ပြန်ကြိုက်ကြော်ပြန်ဟုတ်ပါဒီ vocabulary ကိုလေ့လာပြီးတော့အကြောင်းနဲ့အားလုံး question နိုင်ကြပါသည်